ကတော်တဲ့တွင်နေထိုင်သောတော်ကြွက်သည်မြို့ပေါ်တွင်နေထိုင်သည့်မြို့ကြွက်ကိုဖိတ်ခါညစာတက်ခင်းကျွေးမွေးလေသည်တော်ကြွက်သည်သူတို့ဒေသရှိအကောင်းဆုံးအစားအစာများဖြစ်ကြသောပဲစေးနှင့်ဘာလီဆန်များကိုမြို့ကြက်အားချကျွေးလေသည်သို့သောမြို့ကြွက်သည်အဆိုပါတောအစားအစာများကိုမကြိုက်နှစ်သက်ပေထို့ပြင်တိတ်ဆိတ်ငြိမ်သက်လာသည့်တောရွာတွင်နေထိုင်ရသည်ကိုညှိငွေ့သည်ထို့သောဖြင့်မြို့ကြွက်ကတောကြွက်အားမိတ်ဆွေကျွန်ုပ်နှင့်အတူကျွန်ုပ်တို့မြို့ကိုလိုက်ခဲ့ပါလားခမည်းကိုအကောင်းဆုံးအစားအစာတွေနှင့်ပြုစုပါမယ်ခမည်းမြင်အော်သွားစေရမယ်ဟုပြောဆိုတိုက်တွန်းလေသည်မြို့ကြွက်၏စကားကိုကြားတော့တောကြွက်ကခမည်းစကားကြားရတာသိစိတ်ဝင်စားစရာကောင်းတာပဲကျွန်ုပ်လိုက်ခဲ့မယ်ဟုအားရဝမ်းသာပြန်ပြောလေသည်ထို့သောဖြင့်တောကြွက်သည်မြို့သို့ရောက်ရှိလာလေသည်အမှန်ပင်သူ့မိတ်ဆွေမြို့ကြွက်သည်ကြီးကျယ်ခမ်းနားလှသောအိမ်ကြီးတအိမ်တွင်နေထိုင်သည်ကိုတွေ့ရလေသည်မြို့ကြွက်သည်တောကြွက်အားအကောင်းဆုံးစားတောက်ဖွယ်ရာများဖြင့်တဲ့ခင်းအိတ်ခံလေသည်တောရွာတွင်မမြင်မတွေ့ဘူးသောကောင်းပိညွန့်ပိအစားအစာများဖြစ်ကြလေသည်သို့သောသူတို့သည်အိမ်ကြီးတွင်မွေးမြူထားသောခွေးနှင့်ကြောင်ကိုသတိထားပြီးစားကြရ၍စိတ်ဖြောင့်ဖြောင့်စားရသည်ဟု၍မရှိခဲ့ပေခွေးဟောင်တန်ကြားလျင်စားနေရတန်းလန်းဖြင့်ပြေးကြရသည်ကြောင်အိုတန်ကြားလျင်ပင်ပုံးရှောင်ရသည်တခါမှအေးဆေးချမ်းသာစွာမရှိကြပေထိတ်ထိတ်လန့်လန့်ဖြစ်တာစားတောက်နေထိုင်ကြရသည်ထို့ကြောင့်နောက်ဆုံးတွင်တောကြွက်ကကဲမိတ်ဆွေခင်ဗျာကျွန်ုပ်ကစားကောင်းတောက်ဖွယ်တွေနှင့်ကျွေးမွေးတာကိုသိကျေးဇူးတင်ပါတယ်ဒါပေမဲ့မြို့မှာအစားအစာတွေဘလောက်ကောင်းကောင်းပြင်းရင်လွှာရင်စားရတာမို့ကျွန်ုပ်မြို့မကြနိုင်ဘူးဖြစ်နေတယ်အေးချမ်းစိတ်ငြိမ်နဲ့ကျွန်ုပ်တော်ရွာကိုပဲပြန်ပြီးစားနေပဲစားရအစားအစာကိုစိတ်ဖြောင်ပြောင်းပဲစားပြရစီတော့ဟုပြောဆိုနှုတ်ဆက်ခါသူ့တော်ရွာသို့ပြန်လာခဲ့လိုက်လေတော့